ပြီးခဲ့တဲ့တစ်ပတ်မှာကတော့ reflective glass အကြောင်းနဲ့အသုံးပြုသင့်တဲ့နေရာတွေကိုပြောပြပြီးဖြစ်တဲ့အတွက်အခုတစ်ပတ်မှာကတော့ tinted glass အကြောင်းနဲ့အသုံးပြုမှုနေရာလေးတွေကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ tinted glass ဆိုတာကပုံမှန်မှန်အမျိုးအစားကိုမှအရောင်များနဲ့ရောစပ်ထုတ်လုပ်ထားတဲ့မှန်အမျိုးအစားပဲဖြစ်ပါတယ်။ tinted glass ကိုအသုံးပြုခြင်းအပြင်အဆောက်အဦရဲ့အလှအပကိုပုံမပေါ်လွင်စေမှာဖြစ်တဲ့အပြင်ပြင်ပမှအပူချိန်ကိုလည်းထိုက်တဲ့လောက်ချော့ချပေးမှာဖြစ်ပါတယ်။အသုံးပြုများကြတဲ့အကြောင်းတွေကတော့ green, browns, grey, blue စတာတွေပဲဖြစ်ပါတယ်။မှန်ရဲ့အထူအပါပေါ်မူတည်ပြီးအကြောင်းများကွဲလွဲတတ်သည့်အတွက်အသုံးမပြုခင်အခန်းတွင်အလင်းဝင်ရောက်မှုမှန်ရောင်ကွဲလွဲမှုစတာတွေကိုတေချာစစ်ဆေးပြီးမှတက်ဆင်သင့်ပါတယ်။ tinted glass များကိုတော့ classic ဆန်တဲ့အဆောက်အဦများထက် modern ဆန်တဲ့အဆောက်အဦများမှာအများဆုံးအသုံးပြုကြပါတယ်။ မော်တော်ကားများမှာလည်းအပူချိန်သက်သာစေရန်အတွက် tinted glass များကိုတက်ဆင်အသုံးပြုထားတာကိုအလွယ်တကူတွေ့မြင်နိုင်မှာပါ။ tinted glass များကိုလည်းအပူချိန်ပုံမထိန်းသိမ်းနိုင်ရန် insulation glass unit အဖြစ်တော်၎င်းလုံခြုံမှုပိုင်းဆိုင်ရာပုံမကောင်းမွန်ရန်အတွက် laminate glass အဖြစ်တော်၎င်းတွဲဖက်အသုံးပြုကြပါတယ်။နောက်လာမယ့်တစ်ပတ်မှာလည်း wire glass အကြောင်းကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။